ဒီချေတို့အခုဒီကိန်းနဲ့လေးနှုတ်ကြည့်မယ်နော်အဲ့ဒီမှာချေတို့ကိုပေးထားတာက -5c + 4d - 2c - 3d အဲ့ဆိုချေဒီမှာဂွင်းတွင်းပေးပြီးသားဒုတိယအဆင့်မှာသမီးဂွင်းရှင်းမယ်ဆိုတော့ချေတို့ကဂွင်းဖြုတ်မယ်ဆိုတော့ဒုတိယကိန်းကလက္ခဏာတွေပြောင်းမယ်ရှေ့ရဟာကိုချေတိုင်းပဲထားမယ်နော် -5c + 4d နောက်မှာသမီးပါလာမလဲ -2c + 3d -2c + 3d ပြီးရင်ချေတို့ကမျိုးတူစုတော့ -5c နဲ့မျိုးတူဆိုပြီးတော့-5c ကိုဘာနဲ့တွဲမှာလဲ-2c နဲ့တွဲလိုက်လို့မရဘူးလား -2c + 4d ကကြတော့ချေတို့က + 3d နဲ့တွဲလိုက်မယ်လေသမီးဒီထိရမလား-7c + 7d ဟုတ်တယ်နော် -7c + 7d မှန်တယ်ပြီးရင်ကျတို့နံပါတ်5ကိုကြည့်နံပါတ်5မှာကကျတို့အဲ့ဒီမှာနောက်ခွင်းကိုသမီးကျတို့ကရှေ့မှာဘာနဲ့ရင်ဝင်မြောက်ထားတာတော့ -3 နဲ့မဟုတ်3နဲ့လို့ပြောသမီးတို့က minus နဲ့မမြောက်နဲ့ဘာလို့ဆိုတော့သမီးတို့ကဂွင်းကိုမဖြုတ်သေးဘူးပထမအဆုံးချက်တို့ကဒုတိယဂွင်းရဲ့ရှေ့မှာရှိတဲ့ကိန်းနဲ့ရင်မြောက်ပြီးတော့မှချက်တို့ကရှေ့မှာ minus ရောလက္ခဏာပြောင်းဆိုတဲ့ပုံစံနဲ့စဉ်းစားမှာနော်အဲ့ဒါချက်ဒီမှာဂွင်းတွေကိုပြန်ရေးအောင်မယ် 2z square plus 3z minus 4 minus နောက်ကိုပြောမယ်သမီး3နဲ့ဝင်မြောက်မယ် 3z square plus ဘာလို့ plus တော့သမီးရှယ်3နဲ့မြောက်တာလေလက္ခဏာကိုမစဉ်းစားသေးဘူးလေ3z square minus 15 minus 15ပြီးတာမှာမလုံးမအောင်ရှေ့မှာ minus ရှိတော့လက္ခဏာရှိဟုတ်လားအဲ့ဆိုချေဒီမှာ 2z square ဘာဖြစ်မှာအောင်သမီးလက္ခဏာချိန်လိုက်တော့ 2z square plus 3z minus 4 minus 3z square plus 15အဲ့ဒီမှာရှုံးဒီမှာ d2z square နဲ့ -3z square နဲ့ဆက်ရှင်းမယ်သမီးเนาะအဲ့ဒါ 2z square နဲ့ -3z square ရကြတော့ 2z square အဲ့ဒါကနှုတ်မှာဆို z square ကျန် minus ပေါ့သမီးလက္ခဏာ minus ပါမယ်เนาะ minus ကကြည့်တယ် minus z square plus 3z ကရှင်းစရာပါလားမပါပါဘူးမပါတော့ချက်တို့က plus 3z ပြီးရင်ချက်တို့က minus 4 plus 15ကminus 4 plus 15က11 plus 11ရပါလားသမီး